ခုချိန်မှာကျွန်တော်တို့အားလုံးစောင့်မျှော်နေရတဲ့စံပြားစုပေးရမယ့်စီစဉ်ရောက်ရှိလို့လာပါပြီ။အားကြောင့်မို့စံပြားစုကိုပေးရချီးမြှင့်ပေးဖို့ရန်အတွက်တိတ်ခါတော်ရဆ iam လောအားနေရာယူပေးပါရန်လေးစားစွာဖိတ်ခေါ်အပ်ပါတယ်။2025-2026 ပညာသင်နှစ်မှာပါရီသူဘုံဓမ္မကောလိပ်ကျောင်းရဲ့ကျောင်းသူကျောင်းသားများအထဲမှာအနေထိုင်အပြောဆိုဆရာဆရာမမနဲ့ပေါင်းတင်ဆက်ဆံတဲ့နေရာမှာတကယ်ချင်းများနဲ့ပေါင်းတင်ဆက်ဆံတဲ့နေရာမှာတော့၎င်းဝိညာဉ်ရေးရတော့၎င်းအားကြီးပြီးတော့တကယ်ကိုတိုးတက်တဲ့သူတွေထဲကနေပြီးတော့အကုန်လုံးကတော့ထိုက်တန်ပေမဲ့အဲ့ဒီထဲကနေပြီးတော့ပြန်ပြီးရွေးထုတ်တဲ့အခါမှာတယောက်ကိုရွေးထုတ်တာဖြစ်ပါတယ်ခက်ခက်ခဲခဲဖြစ်ပါတယ်အဲ့ဒီຢာကလည်းတကယ်ကျွန်တော်တို့ကျောင်းရဲ့ထူးခြားတဲ့အရာလို့ပြောမလားเนาะကျောင်းသူကျောင်းသားများအားလုံးကနေပြီးတော့မဲပေးပြီးတော့ရွေးချယ်ထားတာလည်းဖြစ်ပါတယ်အဲ့ဒီຢာကဘာတူလဲဆိုတော့ဖြစ်ပါတယ်အကုန်ပြီးတော့ဘုံပြရအောင်ဟေး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 စုကိုချီးမြှင့်ပေးသွားတော့ဆရာမတို့နဲ့စုယူသွားပေးတဲ့ကျောင်းသားပုံမှာဖျားရှင်သူကောင်းကြီးပေးပါစေအာမင်အာမင်အာမင်